လူနာတယောက်ကြောင့်တငယ်ချင်းရေမင်းနဲ့ငါလေးတင်ချင်းနဲ့ကဘာတသိမ်းမကအဖက်ရည်ဆိုင်ထိုင်ကြစကလုံးတွေထွေထုတ်ကြတချင်းနားထောင်ကြရှေ့ကဖြတ်သွားတဲ့လှုပ်လီလှုပ်လဲမာတွေကိုငေးကြထိုမရောက်သေးတဲ့အမြင့်တနေရာကနေသူတို့ကိစ္စတွေကိုငုံကြည့်ရေမောလို့ခုတော့တောင်မင်းမြောက်မင်းမကယ်နိုင်တဲ့ဘဝမျိုးမှာဘာလူများသက်ဆိုးရှိနေတယ်လဲကြည်စမ်းတယူးကလည်းတခိုးလက်ထဲမှာဘာတက်နိုင်မှလဲတွေးမိရင်အယူနာစရာများစာအုပ်ကြားညံ့အမှတ်တရပေါ့အော်နှလုံးနာစရာနှစ်ကာလများထဲမှာပေါက်လွတ်ပဲစားကြည်ပင်ခဲ့ကလိန်ကကျစ်လှုပ်တတ်တဲ့တခါတလေညစ်တီးညစ်ပတ်ကိစ္စတွေကထွက်ပေါက်ဖြစ်နေတဲ့ပြန်ရောအဖေနဲ့ကျွန်တော်ရှင်ရင်ကျွန်တော်ရှုံးပါတယ်ကျွန်တော်နဲ့အဖေရှင်ရင်အဖေရှုံးပါလိမ့်မယ်မတေချာမှုမှန်သမျှဟာစိတ်ကိုလာဆွနေတဲ့လက်ချွန်တွေမိဘညီအကူမောင်နှမမတော်တဆဆက်နွယ်မှုအခိုက်အတန့်ဘာပြုလို့အတ္တကြီးခြင်းတလုံးစိတ်ကြီးဝင်နေဆူသူရဲဘောကြောင့်လည်းပြောကိုယောဂကိုသာတည်ရဲ့လွဲမှားတဲ့ကုထိုးတွေနဲ့ပြုံးပျော်နေရမှာလားငှက်ဖျားငန်းဖန်းကိုယ်ဆက်လန်းကိုမနိုင်အဲ့တလူနိုင်ငံရေးမျိုးလဲကြုံခဲ့ဘူးတယ်ခွေယူကောင်းစားတမွန်းတဲ့ဒီစကားကိုယုံကြည်စေအုတ်ခဲသိမ့်နေတဲ့အမကြီးခမည်းနှစ်ဖူးကချွေးကကျွန်တော်အတွက်အားစီပါပဲခုဆိုဘဝကလည်းရိုင်နေနဲ့ဘယ်တော့များဘုံလဲကြမလဲကိုဟာကိုပဲကြိုတင်လှဲချရမလားဟိုတဲလေးကာလထဲမှာအမားတွေလည်းထားလိုက်တော့အမှန်တွေလည်းခြံလိုက်တော့ငှက်တိုက်ဟာအတွေးအဆောက်အအုံခမည်းလဲတစုံတယောက်နဲ့ဆွေးနွေးဘူးမှာပါတခါကြတော့ကိုပျော်ရွှင်မှုကိုယုံမုံမနက်တုန်းကစေတနာမေတ္တာညနေကြတော့မတမာမှုတွေဖြစ်ပြဿနာဖြစ်လာရင်ခေတ်ကိုအပြစ်ပုံချရုံပဲဒီထက်လုံခြုံတာဘာရှိသေးလို့လဲအေးလေအရာဟာဖာဆန်ဖြစ်ကုန်ပြီပဲဂုဏ်ယူခြင်းနဲ့ယူကြပြီးတော့ညဉ့်ညင်းတဲ့မန်တရားတွေကြောင့်ရန်တရားဆန်တဲ့အဖြစ်အဲ့ဒီခေတ်ရဲ့လှောင်အိမ်ထဲမှာနာမည်မပေးဖြစ်တဲ့ခွေးဝဲစားတစ်ကောင်ပြက်ကျသွားတဲ့ကလေးတစ်ထောင်မှောင်နဲ့မဲတွန့်လိန်နေတဲ့လေပင်တွေကိုအသေးကွဲရခြင်းတပုတ်ထိုးသွင်းထင်းတစ်ချောင်းလောက်သာတာဝန်ကြီးခဲ့။အော်တေမင်းကြီးရင်ခမားကျုပ်စီမလားလေကျုပ်ကခမားစီလာရမှာပါ။ဒါဟာအသေးချာဆုံးလို့ဆိုကြတာပဲ။ကဲညီလေးညီမလေးတို့ရေတို့တိုင်းပြည်ကြီးကတော့ကံခေပေမဲ့ချစ်စရာကောင်းနေသေးရဲ့။